မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကနေပျောက်ကွယ်သွားတဲ့မြန်မာနိုင်ငံကမေးထားလင်းတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာပထမဦးဆုံးမေးထားလင်းဟာရန်ကုန်ပြည်မေးထားလင်းပဲဖြစ်ပါတယ်ဒီထားလင်းကိုအင်္ဂလိပ်တွေက1884ခုနှစ်စက်တင်ဘာလမှာစတင်ဖော်လုပ်ခဲ့ပြီးတော့3နှစ်အကြာ1889ခုနှစ်မေလ1ရက်နေ့မှာဖွင့်လှစ်နိုင်ခဲ့ပါတယ်အင်္ဂလိပ်တွေဟာယထာလင်းကိုဘာကြောင့်ဖော်လုပ်ခဲ့တယ်လဲဆိုရင်မြန်မာနိုင်ငံကထွက်တဲ့ဆန်စပါးကျွမ်းသင်းတဲ့တခြားသောတယံဇာတတွေကိုတည်ယူပို့ဆောင်မယ့်နေရာမှာကုန်ကျမှုသက်သာစေပြီးတော့အရှင်တို့အတွင်းမှာမြန်ဆန်ထိရောက်တဲ့အတွက်ရန်ကုန်နဲ့ပဲခူးတိုင်းအနောက်ဘက်ခြမ်းကိုဆက်သွယ်ဖော်လုပ်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာအင်္ဂလိပ်တွေဖော်လုပ်ခဲ့တဲ့ရန်ကုန်ပြည်မင်းထားလင်းအပါအဝင်တခြားသောယထာလင်းတွေကိုပါအဲ့ဒီခေတ်ကနေအခုအရှင်တီအဆက်မြတ်တင်ပြီးတော့အသုံးပြုနေကြစေလေဖြစ်ပါတယ်ဒီလိုရန်ကုန်ပြည်မေးထားလဲဖော်လို့ပြီးတော့နှစ်ပေါင်း40ကြာ1916ခုနှစ်မှာတော့မြန်မာနိုင်ငံရဲ့အနောက်ဘက်ရခိုင်ပြည်နယ်အတွင်းမှာအင်္ဂလိပ်တွေကမေးထားလင်းတစ်ခုကိုဖော်လုပ်ခဲ့ပါတယ်ဒီမေးထားလင်းဟာမြန်မာနိုင်ငံရဲ့အစောဆုံးမေးထားလင်းတွေကတစ်ခုဖြစ်ပေမဲ့အခုအချိန်မှာတော့ဒီရထားလင်းရှိခဲ့တဲ့ဆိုတာဟာပုံပြန်လိုဖြစ်နေခဲ့ပါပြီဒီနေ့မှာတော့အဲ့ဒီရထားလင်းကိုဘာကြောင့်ဖော်လုပ်ခဲ့ကြသလဲဘာကြောင့်ယထာလင်းဟာပျက်စီးသွားရတယ်လဲဆိုတဲ့အကြောင်းကိုတော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်းကမြို့တွေဖြစ်တဲ့ဘူးသီးတောင်မောင်တောမြို့တွေကိုဆိုရင်တော့ဒီနေ့ခေတ်မှာလူတွေမသိသူရှားရှားပါပါပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မောင်တောဒေသဟာပဋိပက္ခတွေနဲ့တခြားသောရှုပ်ထွေးလာတဲ့သမိုင်းကြောင်းတွေအရာပါလူသိများလာပါတယ်။နောက်ပြီးတော့မောင်တောမြို့နယ်ဟာဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နေနေမိတ်ပါဆက်ဆက်နေတဲ့နေဆက်မြို့တစ်မြို့လေးဖြစ်ပါတယ်။ဒီလိုဝေးလံခေါင်ပါလှတဲ့အရက်ဒေသမှာယထာလင်းရှိခဲ့တယ်ဆိုတာကိုတော့ဒီနေ့ခေတ်လူငယ်တွေအတွက်မယုံနိုင်စရာအကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။တကယ်တော့ဒီယထာလင်းဟာမြန်မာနိုင်ငံမှာအစောဆုံးယထာလင်းတွေကတစ်ခုဖြစ်ပြီးတော့ရခိုင်ပြည်နယ်ရဲ့ပထမဦးဆုံးသောမေယထာလင်းလည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံမှာအင်္ဂလိပ်တွေရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့တဲ့ပထမဦးဆုံးဒေသတစ်ခုဖြစ်တာနဲ့အညီအင်္ဂလိပ်တွေဟာသူတို့ရဲ့အကျိုးအမြတ်တွေအတွက်ရခိုင်ဒေသကထွက်တဲ့ဆန်စပါးတစ်တော်ထွက်ပစ္စည်းတွေကိုထုတ်ယူဖို့နဲ့အိန္ဒိယနဲ့မြန်မာနိုင်ငံကိုပါယထာလင်းဖောက်လုပ်နိုင်ခဲ့ရင်မြန်မာနဲ့အိန္ဒိယကထွက်တဲ့သယံဇာတပစ္စည်းတွေကိုကုန်ကျမှုသက်သာစွာနဲ့ပဲအင်္ဂလန်ကိုအရောက်ပို့နိုင်မယ့်အစီအမံကိန်းတွေကိုရေးဆွဲခဲ့တာလည်းဖြစ်ပါတယ်ဒီယထာလင်းဟာမောင်တောမြို့ကနေပြီးတော့တောင်ပြိုမြို့အထိတောင်ပြိုလက်ဝဲမြို့ကနေပြီးတော့အခုမြန်မာဘင်္ဂလားဒေ့ရှ်ငင်းချင်ရေးတံတားအထိဖောက်လုပ်မှာဖြစ်ပြီးတော့ငင်းချင်ရေးတံတားကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီးတော့အိန္ဒိယနိုင်ငံအထိဖောက်လုပ်ဖို့အတွက်အစီအစဉ်တွေဆွဲခဲ့တဲ့လမ်းလေးဖြစ်ပါတယ်။ဒါကြောင့်အင်္ဂလိပ်တွေဟာ Arkan Flotilla ကုမ္ပဏီကနေပြီးတော့မာတင်ကုမ္ပဏီကိုလုပ်ငန်းအနှံခဲ့ပြီးတော့1916ခုနှစ်မှာအဲ့ဒီယထာလင်းကိုဖောက်လုပ်ခဲ့ပါတယ်။ယထာလင်းဖောက်လုပ်ပြီး2နှစ်အကြာမှာတော့1916ခုနှစ်မှာဘူးသီးတောင်မောင်တောယထာလင်းဖောက်လုပ်ပြီးစီတယ်လို့မှတ်တမ်းတွေကဖော်ပြကြပါတယ်။ရခိုင်ပြည်နယ်ရဲ့နေဆက်မြို့ဖြစ်တဲ့မောင်တောမြို့ကိုသွားမယ်ဆိုရင်တော့စစ်တွေကနေအမြန်ရန်တန်းဖောတွေနဲ့သွားလာနိုင်တယ်လို့စစ်တွေရေချမ်းပြန်ကနေတဆင့်အငူမောကနေတဆင့်ကားစီးပြီးတော့လည်းမောင်တောမြို့ကိုသွားလာနိုင်ပါတယ်။ရေကြောင်းကနေပြီးတော့သွားမယ်ဆိုရင်ဘူးသီးတောင်မြို့ကိုအရင်ဆုံးရောက်ရှိမှဖြစ်ပြီးတော့ဘူးသီးတောင်မြို့ကိုတန်းပေါ်ဆိုက်ခဲ့ပြီးဆိုရင်တော့ကုန်းပေါ်ကိုတက်လိုက်တာနဲ့တန်းပေါ်စိတ်ရက်ွက်ကိုရောက်ရှိမှာပါ။ဒီရက်ွက်ဟာဆိုရင်တကယ်တော့တန်ဖို့စေရက်ွက်လို့သာခေါ်ဆိုနေကြပေမဲ့ပြည်ထရေးအမည်ကတော့မေးထားစေရက်ွက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်ကအိန္ဒိယနဲ့ရခိုင်ကိုဆက်သွယ်ပြေးဆွေးခဲ့တဲ့မေးထားလင်းစီမံကိန်းဟာအဲ့ဒီနေရာမှာအဆုံးသက်ရနာတဲ့အတွက်မေးထားစိတ်လို့ခွတ်တွင်ကြတာလည်းဖြစ်ပါတယ်။ဘူးသီးတောင်မြို့ကနေပြီးတော့မောင်တောကိုသွားမယ်ဆိုရင်တော့16မိုင်ရှည်လျရတဲ့မယူတောင်ကျော်လင်းကနေကားလေးတွေနဲ့ပဲသွားလာရမှာဖြစ်ပါတယ်။ဒီကားလင်းဟာဆိုရင်အရင်ကမေးထားပြည့်စွေခဲ့တဲ့လင်းကိုကြောရုပ်ပြုပြီးတော့တိဆောက်ထားတာလည်းဖြစ်ပါတယ်။အင်္ဂလိပ်တွေဖော်လုပ်ခဲ့တဲ့မောင်တော်ဘူးသီးတောင်ယထာလင်းဟာကညင်ချောင်းဘူတာဖြစ်တဲ့အခုကညင်ချောင်းစီးပွားရေးစုံကနေစပြီးတော့အဲဒီကနေမောင်တော်ဘူးသီးတောင်ကိုပြည့်စွေခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအရှင်ကမေးထားဟာဘူးသီးတောင်မောင်တော်ကိုပြည့်စွေခဲ့ပြီးမဲ့ခီးစဉ်တစ်ချိန်ကိုယထာလက်မဲ့ကငွေတမက်ပေးရတဲ့အတွက်အဲ့ဒီခေတ်ကာလအရာဘူးသီးတောင်နဲ့မောင်တော်ခရီးဟာခြေလျင်လမ်းလျှောက်မယ်ဆိုရင်4နာရီလောက်သာကြာမြင့်တယ်လို့နောလှင်းနေတဲ့မှာတောလာလို့ရတဲ့အတွက်ယထာစီးတဲ့ခရီးတွေနေပါခဲ့ပါတယ်။အဲ့ဒီကာလကငွေတမက်ဆိုတာဟာလေ
မိသားစု၄ယောက်ရှိတဲ့နေအိမ်တိမ်မှာတနေ့စာစားရည်တောက်ရည်ဖူလုံစေတယ်လို့ဒေသခံတွေကဆိုပါတယ်။နောက်ပြီးတော့အဲ့ဒီယထာပြည့်စုံမှုနဲ့အတူအိန္ဒိယနိုင်ငံကလေလုံသားများစွာဟာဘူးသီးတောင်မောင်တော်ကနေပြီးတော့ကြောက်တော်မြောက်ဦးစတဲ့မြို့နယ်တွေအထိကြည်ပြန့်စွာရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့ဘူးသီးတောင်မောင်တော်ယထာလင်းဟာယထာစီနေမဲ့သူအလွန်တရာနေပါသလိုဘူးသီးတောင်နဲ့မောင်တော်မြို့တွေမှာလည်းခရီးတော်လာဖို့အတွက်စီးပွားရေးအရာတိတ်ပြီးတော့ကြီးကြီးမားမားမရှိတာကြောင့်ယထာပြည့်စုံမှုတွေဟာအရှုံးပေါ်ပြီးတော့ရနာခဲ့ရတယ်လို့ဆိုပါတယ်။ယထာပြည့်စုံမှုတွေရနာခဲ့ပေမဲ့လည်းယထာလင်းဟာဒီအတိုင်းရှိနေပြီးတော့1928ခုနှစ်မှာမေထာလင်းဇလီဖာတုံးတွေကိုကုမ္ပဏီကနေပြီးတော့ပြန်လည်ဖြုတ်သိမ်းခဲ့တယ်လို့မှတ်တမ်းတွေကဖော်ပြကြပါတယ်။မေထာလင်းဇလီဖာတုံးတွေကိုဖြုတ်ယူပြီးတဲ့နောက်ပိုင်းမှာတော့ယထာလင်းဦးကြောင်းအတိုင်းဘူးသီးတောင်မောင်တော်ယထာလင်းကိုကားလင်းအဖြစ်အသုံးပြုခဲ့ပြီးတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ1962ခုနှစ်မှာကြောက်လျှောလင်းအဆင့်ကနေ1968ခုနှစ်အရောက်မှာတော့ကတ္တရာလင်းအဖြစ်အဆင့်မြင့်တဲ့အသုံးပြုခဲ့ပါတယ်။ယထာလင်းကကြန့်ရှိခဲ့တဲ့ယထာသင်လင်းပေါင်တွေကိုတော့ကားလင်းတရားတွေအဖြစ်အသုံးပြုခဲ့တယ်လို့လည်းဆိုပါတယ်။ဒီလိုနဲ့ခေတ်အပြောင်းအလဲတွေရှိလာပြီးတော့နှစ်ပေါင်း100ကျော်လာတဲ့အခါမှာတော့ဘူးသီးတောင်မောင်တော်ယထာလင်းယထာပြည့်စုံခဲ့တဲ့မှတ်တဲ့မဲ့ရတွေဟာမိမိတော်သလိုယထာလင်းရှိခဲ့တဲ့ဆိုတဲ့အထောက်အထားတွေဟာလည်းပျောက်ကွယ်လာခဲ့ပါတယ်။အရင်ကရှိခဲ့တဲ့တန်လင်းဟောင်းတွေတရားဟောင်းတွေကိုခေတ်ဆက်ဆက်စီမံအုပ်ချုပ်သူတွေကဖြုတ်ယူခဲ့ကြတဲ့အတွက်အခုချိန်မှာတော့ယထာလင်းအမဲ့တညာတွေဟာအကုန်လုံးပျောက်ကွယ်လို့နေပါဖြစ်ခဲ့ပါပြီ။ဒါပေမဲ့လည်းတချို့သောနေရာတွေမှာတော့ယထာဖြတ်တန်းခုံပေါင်းခဲ့တဲ့တရားတိုင်တွေအုတ်ခုံအပိုင်းအစတွေတရားသင်ပေါင်းတွေဟာဒီနေ့အရှင်ဒီတည်ရှိနေစေဖြစ်ပါတယ်။ဒါ့အပြင်ဘူးသီးတောင်မောင်တော်ယထာလင်းရဲ့တခုတည်းသောတက်တဲ့အထောက်အထားကဒေသခံတွေရဲ့အခေါ်အရဘူးသီးတောင်တောင်ခေါင်းလို့ခေါ်ကြတဲ့လိုက်ကူတွေပဲဖြစ်ပါတယ်။ဘူးသီးတောင်ကနေမောင်တော်ကိုတော်တဲ့ကားလင်းပေါ်မှာတောင်ကိုအခေါင်းဖောက်လုပ်ထားတဲ့လိုင်ခေါင်းနှစ်ခုရှိပါတယ်။ဒီတောင်ခေါင်းတွေကိုမာတင်ကုမ္ပဏီကတည်ဆောက်ခဲ့ပြီးတော့ယထာလင်းဖျက်သိမ်းလိုက်တဲ့အခါမှာတော့ကားတွေဖြတ်သန်းတော်လာဖို့အသုံးပြုခဲ့ကြပါတယ်။လိုက်ခေါင်းငယ်ကိုတော့ဘူးသီးတောင်မောင်တော်ကားလဲမိုင်းတိုင်အမက်6မိုင်နဲ့9ဖာလုံးမှာတွေ့ရမှာပဲဖြစ်ပါတယ်။ဒီလိုင်ခေါင်းတစ်ခုမှာလိုင်ခေါင်းအကြီးဟာအရှိပေ650ချစ်ပေရှိပြီးတော့အကျေ12ပေခွေးရှိပါတယ်။အမြင့်ကတော့17ပေခွေးတီရှိပါတယ်။လိုင်ခေါင်းအငယ်ကတော့အရှိပေ90ပေရှိပြီးတော့အကျေ12ပေခွေးနဲ့အမြင့်17ပေခွေးအထိရှိပါတယ်။လိုက်ခေါင်းကြီးဟာဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်ဂျပန်စစ်ပွဲတွေဖြစ်ပေါ်တဲ့အချိန်မှာလေးချောင်းကနေတိုက်ခိုက်ခံရတဲ့အတွက်လိုက်ကူရဲ့မောင်တော်ဘက်ချင်းမှာပေ90နီးပါးပျက်စီးခဲ့ပူပါတယ်။နောက်ပိုင်းမှာတော့မြန်မာအစိုးရကပြန်လည်ပြုပြင်တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုက်ခေါင်းတစ်ခုကိုတော့ခေတ်အဆက်ဆက်ကားလင်းအဖြစ်အသုံးပြုလာကြပေမဲ့နောက်ပိုင်းမှာတော့ကားကြီးတွေပေါ်လာတဲ့အခါမှာလိုက်ကူအတွင်းမဆန်တော့သလိုမိုးရာသီမှာမြေပြိုပြီးတော့လိုင်ခေါင်းပိတ်တာတွေလိုင်ခေါင်းဟာဆိုရင်လည်းအရှိန်ကြာမြင့်လာတဲ့အတွက်အပေါ်ကရေတွေစိမ့်ဝင်လာတာတွေဖြစ်ပေါ်လာတဲ့အတွက်2013-14ခုနှစ်မှာလိုက်ကူကြီးရှောင်းကွဲလင်းကိုဖောက်လို့ပြီးစီပြီးတော့2014-15ခုနှစ်မှာတော့လိုက်ကူငယ်ရှောင်းကွဲလင်းကိုဖောက်လို့ပြီးတော့လိုက်ကူတွေကိုအသုံးမပြုတော့ပဲရှောင်းကွဲလင်းကနေပဲမောင်းနှံနေကြတာလည်းဖြစ်ပါတယ်။အခုအရှင်မှာတော့ဒီလိုင်ခေါင်းဥမဲ့နှစ်ခုဟာဆိုရင်ဒေသတွင်းခရီးသွားတွေနဲ့အလေးအပဲလာရောက်သူတွေအတွက်အရင်ကမိထားလည်းရှိခဲ့တဲ့ဆိုတဲ့အထောက်အထားအဖြစ်ဒီတောင်ခေါင်းတွေကိုလာရောက်လေ့လာနေကြတာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ခရီးသွားတွေအနေနဲ့လည်းလိုက်ခေါင်းတွေကိုတက်ပုံမှတ်တမ်းတွေရိုက်ကူးလေးရှိကြပါတယ်။ဘူးသီးတောင်မောင်တော်ယထာလည်းရန်နာခဲ့ပြီးတဲ့နောက်မှာတော့ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံမှာမိထားလည်းမရှိတဲ့ပြည်နယ်တစ်ခုအဖြစ်နှစ်ပေါင်း100ကျော်နေပါအရှင်ကြာခဲ့ပါတယ်။ပြီးခဲ့တဲ့နအဖအစိုးရခေတ်2009ခုနှစ်အရောက်မှာတော့စစ်တီမဲဘူးယထာလင်းစီမံကိန်းကိုအစာပြုတ်ခဲ့ပါတယ်။စစ်တီမဲဘူးယထာလင်းဟာအရှိ250ခုနှစ်မိုင်ရှိပြီးတော့ယထာလင်းတစ်ချောင်းမှာဘူတာယုံပေါင်း50ပေ1000အထက်တရား24စင်ပေ1000အောက်တရား1260စင်စုစုပေါင်းတရား1285စင်ပြုလုပ်ဖို့လျာထားခဲ့ပါတယ်။ဒီယထာလင်းဟာရခိုင်ပြည်နယ်ရဲ့ဒုတိယမြောက်ယထာလင်းလည်းဖြစ်လာပါတော့တယ်။ဒီယထာလင်းကနေပြီးတော့စစ်တွေကနေရေချဲမြန်ကွမ်းတောင်ကတွင်ကြောက်တော်မြို့အထိယထာခရီးစဉ်တွေပြည့်စုံခဲ့ပြီမဲ့အခုနောက်ပိုင်းမှာတော့ယထာခရီးစဉ်တွေဟာတပြေးပြေးနဲ့ပုံမှန်မဟုတ်တော့ပဲအခုရှိမှဆိုရင်လုံးဝပြည့်စုံမှုရနာခဲ့ပြီလေဖြစ်ပါတယ်
ဒါကတော့မြန်မာနိုင်ငံမှာအစောဆုံးပေါလို့ခဲ့ပေမဲ့လည်းကုမ္ပဏီအရှုံးပေါ်တဲ့အတွက်ရထားလျက်စီမံကိန်းကိုပါအစောဆုံးရနာခံလိုက်ရတဲ့ရထားလျက်တစ်ခုပဲဖြစ်ပါတယ်။ဒါပြင်မြန်မာနိုင်ငံရဲ့အနောက်ဘက်နေဆက်ဒေသဖြစ်တဲ့မောင်တော်ဒေသမှာမထင်မရှားနဲ့ပျောက်ကွယ်နေပြီဖြစ်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကရထားလျက်တစ်စင်းလေးဖြစ်ပါတယ်ခင်ဗျာ။